Hello အားလုံးပဲမင်္ဂလာပါရှင်ကားကမင်္ဂလာတောင်းဒီနေ့ညီမတခုပြောပြပေးချင်တယ်ပေါ့နော်အားလုံးမပြောပြပေးဘူးဒီဗီဒီယိုမှာအားလုံးမပြောပြဘူးနော်ရုံနဲ့ပတ်သက်တဲ့ဟာလေးတွေညီမလေးပြောပြပေးမယ်နော်အကယ်ရဲ့ဒီဗီဒီယိုကိုတွေ့နေတဲ့သူတွေလူအတိတွေပေါ့နော်အားလုံးလာစမှတ်ချင်တဲ့သူတွေရှိတယ်ဆိုရင်ညီမတို့ရုံကလာဖောင်လေး78ကားမတိုင်နာမှာရှိတယ်ရှင်ရုံနေ့တိုင်းဖွင့်တယ်နော်အကယ်ရဲ့လာလို့မတတ်ဘူးဆိုရင်ညီမလေးကိုဖုန်းခေါ်လာနော်ညီမ line account number ပေးမယ် ID လိုက်ပေးမယ်နောက်ပြီးတော့ location ပို့ပေးပါမယ်ရှင်ရုံလာဖောင်လေး78ကားမတိုင်နာမှာရုံမှာဆမတ်ကြီးမရှိဘူးအလိုရမဝန်ဆောင်က1000ပေးရတယ်နောက်ပြီးတော့ရုံနေ့တိုင်းဖွင့်တယ်နော်ရုံဖွင့်ချိန်ကမနေ့8နိုင်ခွဲကနေညနေ6နာရီထိနေ့တိုင်းဖွင့်ပေးပါတယ်ရှင်နောက်တစ်ခုအရေးကြီးတာကပေါ့နော်ကဲရင်ညီမလေးတို့ရုံမှာအလုပ်လာစမှတ်ပြီးတော့ကိုကအလုပ်ချက်ချင်းရသွားခဲ့ရင်ပေါ့နော်ကိုမင်းရမယ်ဩကိုဘယ်နေရာမှာအလုပ်ရတာလဲကိုလာစာဘယ်လောက်ရလဲတထင်းနဲ့စားလားခန်းပေးတယ်စားစီရောပေးရလားဆိုပြီးတော့ကိုတေချာတထင်းနဲ့အင်တာဗျူးပြီးမှသွားကြပါလို့မြတ်တရားခံချင်ပါတယ်ဘာဖြစ်လို့ဆိုတချို့သူတွေကအလုပ်ရတဲ့ဈေးမနဲ့ပေါ့နော်အသေးစိတ်မပြောရဘူးအသေးစိတ်မပြောရတဲ့ဒီနေရာမှာနားလည်မှုတွေလဲကြတယ်အများစုကဥပမာဟိုမှာရောက်လို့တထင်းနဲ့မပြေဘူးအလောက်ကလည်းမတူဘူးပေါ့နော်ဈေးမပြောတာနဲ့မတူဘူးအကြောင်းမို့အလောက်သွားမဲ့သူတွေကိုတခုပြောချင်တာကမင်းကလေးပဲဖြစ်ယောက်ျားလေးပဲဖြစ်ပေါ့နော်ကိုသွားမဲ့အလောက်ကိုတေချာမေးပါကဲဈေးမနဲ့ပြောကိုကနားမလဲဘူးဆိုရင်ညီမတို့မေးလို့ရတယ်ရှင်ညီမတို့ကပြန်မေးပေးတယ်ဈေးမစီမပါတာပြန်ပေးမယ်နော်ကဲကိုနားမလဲတာရှိခဲ့တယ်ဆိုရင်ပေါ့နော်တေချာမေးရမယ်လောက်စာဘလောက်လဲတတိပနေရောက်ရှိလဲအလောက်ပဲချိန်ဝင်ပဲချိန်ပြီးလဲကိုထီရောရှိလားကိုအကုန်လုံးမေးရမယ်နော်နောက်ပြီးတော့တတိနဲ့အင်တာဗျူးဖို့အရေးကြီးတယ်ရှင်တတိနဲ့မေးတဲ့အခါကျလည်းတေချာမေးဖို့လိုပါတယ်ဒါညီမအရေးကြီးတာလားပြောပြတာဖြစ်ပါရဲ့ရှင်